ကျမသေစာပေါက်အရီနီကိုမှတ်မိနေခဲ့တယ်။ဒီနေ့ကျမကျောင်းသွားနေတဲ့လမ်းမှာကျမကျောင်းသားကိုကျမလမ်းလျှောက်ပြီးသွားနေခဲ့တယ်။ကျမကျောင်းရောက်ခါနီးလမ်းတစ်ဝက်လောက်မှာခေါင်းနေမူးနောက်လာတယ်။ကျမခေါင်းလေးအရမ်းမူးလာခဲ့တယ်။အဲ့ဒီမှာကျမစားတယ်။ကျမနိုးလာတဲ့အချိန်မှာကျမနန်းတော်နဲ့အရန်တူပြီးခန်းနားလာပါတဲ့အခန်းထဲမှာကျမနိုးလာခဲ့တယ်။ကျမလည်းအိမ်မက်ဖက်ဖြစ်မှာပါဆိုပြီးအိပ်လိုက်တယ်။အဲ့ဒီအချိန်မှာရင်းနှီးအသာတစ်ခုကိုကျမကြားခဲ့ရတယ်။ဒါကြောင့်ကျမထားကြည့်လိုက်တဲ့အချိန်မှာကျမဘေးနားမှာဘယ်သူမှမသိတဲ့တရားရောက်နေတယ်။အဲ့ဒီအတန်ကိုကျမအားရင်းနေတယ်။